မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတုသတင်းမှား၃ပုဒ်ကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတစ်ပုဒ်အနေနဲ့မြိုင်မြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူတအူသေဆုံးပြီးတအူထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့သတင်းတုသတင်းမှားများမဟုတ်မှန်မှန်ရေးသားဖြန့်ဝေနေတဲ့သတင်းကိုတင်ပြပါမယ်ရှင်မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်စင်စိန်ကြီးရွာကိုမတ်လ၄ရက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းမှပုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူတအူသေဆုံးခဲ့ပြီးတအူထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းတုသတင်းမှားများဖြင့်လုံးကျန်ရေးသားဝါဒဖြန့်ဝေလျက်ရှိပါတယ်အဆိုပါသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမားတွေကမြိုင်မြို့နယ်အတွင်းရှိကြေးရွာချို့မှာအကြမ်းဖက်လုပ်ငန်းတွေလှုပ်ဆောင်နေကြောင်းဒေသခံပြည်သူတို့ရဲ့လျှို့ဝှက်စွာသတင်းပေးပို့မှုကြောင့်လိုအပ်တဲ့နေမီလုံခြုံရေးဆောင်ရွက်ခဲ့ကြောင်းအဲ့လိုဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးစုခွာထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါတယ်တရားမဝင်ပြည်ဖြတ်မီဒီယာတွေအနေနဲ့မြေပြင်ဖြစ်စဉ်များနဲ့ကွဲလွဲနေတဲ့သတင်းတုသတင်းမှားတွေကိုရည်ရွယ်ချက်ရှိလှုပ်ကြံရေးသားပြီးသတင်းစိတ်ခတ်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်ဆလဘီတရဦးမြို့နယ်နဲ့နထိုးကြီးမြို့နယ်တို့ရှိကျေးရွာတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းတုသတင်းမှားများမဟုတ်မှန်မှန်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်မန္တလေးတိုင်းဒေသကြီးတရဦးမြို့နယ်နဲ့နထိုးကြီးမြို့နယ်တို့ရှိကျေးရွာတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မှန်မှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရှိရပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးနယ်မြေကန်လုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်များဟာပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ဖို့အတွက်လုံခြုံရေးလုပ်ငန်းတွေကိုဥပဒေနဲ့အညီဆောင်ရွက်လျက်ရှိကြောင်းအကြမ်းဖက်သမားများကသာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုမငဲ့ကွက်ဖိကြေးရွာရက်ကွက်များအတွင်တိုက်ပွဲများဖော်ဆောင်ခြင်း၎င်းတို့ကိုထောက်ခံအားပေးမှုမရှိတဲ့ကြေးရွာရက်ကွက်တွေကိုခေါင်းစဉ်အမျိုးမျိုးတက်ပြီးမီးရှို့ဖျက်ဆီးခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာတွေကအကြမ်းဖက်သမားများရဲ့လုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူတွေအထင်မြင်လွဲမှားစေဖို့ရည်ရွယ်ပြီးအခုလိုမျိုးအခြေအမြစ်မရှိတဲ့သတင်းတပ်ပုံတွေကိုအသုံးပြုကမဟုတ်မမှန်လှုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်အခုနောက်ဆုံးတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်ညောင်ကုန်းကျေးရွာမှာလုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးအမျိုးသား3ဦးဒဏ်ရာရရှိခဲ့တယ်လို့မဟုတ်မှန်မှန်သတင်းများဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်ညောင်ကုန်းကျေးရွာမှာလုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးအမျိုးသား3ဦးဒဏ်ရာရရှိခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မှန်မှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရှိရပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့စစ်ရေးပြစ်မှတ်မဟုတ်တဲ့ပြည်သူများနေထိုင်ရာကျေးရွာတွေကိုအကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်းအကြမ်းဖက်သမားများကသာ၎င်းတို့ကိုထောက်ခံအားပေးခြင်းမရှိတဲ့ရက်ကွက်ကျေးရွာတွေကို၎င်းတို့အပေါ်အကြောက်တရားလွှမ်းမိုးစေဖို့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းဒရုန်းများဖြင့်ပုံကျဲခြင်းများဆောင်ရွက်လျက်ရှိကြောင်းအဆိုပါသတင်းဟာပြည်ဖြတ်မီဒီယာတွေကအကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရများကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူလူထုကအထင်မြင်လွဲမှားစေဖို့လူမှုကွန်ရက်မှာတဆင့်အခြေအမြစ်မရှိတဲ့ဓာတ်ပုံတွေကိုအသုံးပြုသတင်းမှားများဖြင့်လှုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာတွေနဲ့အကြမ်းဖက်အားပေးထောက်ခံသူတွေကလူမှုကွန်ရက်ပေါ်မှာသတင်းတုသတင်းမှားများကိုရည်ရွယ်ချက်ရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။